အားလုံးတာလီစောပါကိုဘွားမှာအလောက်ကလေးမေမေရမရှိအိမ်ထောင်တွေကလေးပြစီသမင်းရတယောက်နဲ့အစိုးရပြည်ရဲ့အထောက်ပံ့ကြီးတစ်ခုတည်းကိုမင်းခိုပရိကေအငဲငဲအပရပရဖရက်သန်းနေရလို့ဆိုကေကိုအောင်မရွန်ကြော်ကရဘီလီယံနာတယောက်ဖိုင်လာလိမေလို့ယုံကြည်နိုင်ပါဖို့ဒီလားဒေဗီယိုမှာကြားဆုံးမုံဆိုတဲ့စကားလုံးကိုဘဝရဲ့ agree မဆုံးခရီနောခုံထောက်တိုက်တကူအဖရိုင်ပရောင်လီပိုက်ပခရီကဘာတဝမ်းကလူငယ်တီစိတ်ကုအာရုံကိုညှို့ယူဖန်ဆားနိုင်ခါရီအမျိုးသမီးတယောက်အကောင့်ကို proper ရှင်ပါရယ်သူနာမည်က J.K. Rowling Harry Potter ၏ဖန်ဆောင်ရှုံဖိုက်ပါရယ်1990 brain ID မှာသူမဘွားစောအမှောက်ထူသေးကိုကြာတော့နေခါပါရယ်ရှိုင်မရနိုရာရေမင်းခွန်ဖိုက်သူကလေကောင်စာရောဂါနဲ့တည်ဆုံးလာရယ်အိမ်ထောင်တွေကလေလာပိုက်အတွန်းရှင်မှာဂရီကွေဇရာကောရှောင်းမုံနဲ့အဆုံးသက်ခါရပါရယ်သူမဆိုရယ်သမင်းရှိတယောက်ကိုရောင်ခွန်ပိုက်ပရိကေစကောတလန်ကအီဆာလှရီတိုက်ခန့်ရှိတခုမှနေထိုင်ခါပါရယ်အိမ်လာခပြီးဖို့ဖေသားမရှိအခန်းကိုနှွေးအောင်လုပ်ဖို့မိန်ဖော်ခါတောင်မတဲနိုင်ခါရယ်ဘရောစိပညာအရာပရွန်တန်ရယ်စိတ်တကြရောဂါကိုပါခံစားခါရပါသေးတယ်သူမကိုယ်တိုင်ကရောင်းအရှင်ကသူ့ကိုယ်သူငါစောကဘာပေါ်မှာအဆိုးဆုံးကြားဆုံးခါရယ်လူသားတယောက် Friday လို့သဲမဲခါပါရယ်လေတိုးတော်လေသူမအိမ်မှာတခုရှိခါပါရယ်ရောင်းအိမ်မှာကရထားစီယောင်းကနေခေါင်းထဲမှာပေါ်လာရယ်မော်ဆရာရှီ Harry Potter ၏အကောင့်ကိုစာအိုအဖရိုက်အဘရီဒယ်ရီဖို့ Fridayဖေသားမရှိလို့ coffee ဆိုင်ရှိဒီကိုဝန်သမင်းရှိအိပ်ပျော်နေတဲ့အရှင်ဒီမှာသူ့အိမ်မကြီးစာမျက်နှာဒီကိုလာနေစာအစုပ်ရှင်နဲ့တလုံးချောင်းရိုင်းနေခါရပါရယ်ရောက်ပိုင်နဲ့ကရိုဇာပန်ဇာစာရီလာဆိုစာအုပ်ကဘရိခါရယ်တိုးတော့ဒုက္ခတီကမဘရိခါသိမ့်ပါသူမဆိုရောင်းစာမုံကိုစာအုပ်ထိုးဝီရီတိုက်တီကိုပရရီအခါစင်းနဂရိန်တိုက်တိုက်စာတိုက်ငရုံးပေခရုံးကိုခံရပါရယ်ဇဲလန်ကကောက်ရှည်ရယ်အရှိတီဖဲဖို့မဟုတ်ဒေစာအုံနဲ့ဖေသာရာလို့မရနိုင်ဆိုပြီးကဝေဖန်ကဲရီမုန်တီကိုပါခံခါရပါရယ်ဒေပိုင်အခရီနေမြို့တီမှာကျွန်တော်တို့ဒီဆိုကေဇာလောက်ခဲ့ဖို့လေဇာပိုက်ခံစားမှုဖိုက်ခဲ့ဖို့လေဆိုစောကိုတကိရှိလောက်စိမ့်စားကြရခဲ့ပါလူအများစုတီကတော့ကေတခါနှစ်ခါသုံးခါငရောင်းခံရကေအစောမပရိကေလာရှော့တက်ခဲ့ပါရယ်တိုးတော့သူမကခါစေသုံးဂရင်းနောက်အဖရိုက်ပုံနေတိုင်းအငွေရှိတစ်ခုကိုထဲလောက်ခရယ်ကန်ကောင်းရင်လို့ဆိုပါဘူးလားအမှန်ကကန်ကောက်ဆိုတော့ခါမဟုတ်သူမကြီးဇွေလုံးလာကြုံရောင်းစာတိုက်ရှေကအက်ဒီတာကြီးရှိုင်းနိုင်အရေသမင်းရှေကပထမဆုံးအခန်းကိုဖက်ဘရစ်ကေဇဲလန်ကိုကောင်းတဖောချမိရတော့ Harry Potter စာအုပ်ဆိုကဘာအလီမှာအလောင်းမခွန်ရာခါဆိုဖိုက်ပါရယ် J.K. Rowling ဆိုဟာဘတ်တာကတိုဘွေနာတပောင်မင်းခွမ်းမှာလူငယ်တီအတော့အဖို့တန်ရယ်စကားတခွန်းပရောက်ခါပါရယ်ကြားဆုံးမုံအဆောင်မပရိမုံအခါခေတီဆိုဆိုဘဝမှာမလိုအပ်တဲ့အရာဒီကိုဖေရှားပြပါရယ်လေကိုလင်ညာနေဆိုဒီကိုရတန်းစီရယ်ကိုအတွက်အမှန်တကယ်အရေခရစ်ရဲ့အလုပ်တစ်ခုတည်းမှာအာတန်ခွန်ဆိုင်အာရုံဆိုင်လာစီပါရယ်လို့ဆိုပါရယ်သူမကရာရောင်းအချိန်တီးမှာအောက်ခရီအဆုံးထိမကြားချုံခါလို့ဆိုကေစာရီခရွန်အလုပ်ကိုအသားနဲ့လေးပရိကေဒီလောက်အာရုံဆိုင်ဖရိုက်ဖို့မဟုတ်ရပိုင်ကဘာကျော်ရဲ့ Harry Potter လေရှိလာဖို့မဟုတ်ပါယေစုနဲ့ဆုံးချုံမှုအဆောင်မပရေမုန်တီနဲ့ကရုံရာကေတတိရပါကြာဆုံးမှုဆိုစောဘဝကြီးနင်းကုန်းရှုံးမဟုတ်ပါကျွန်တော်ရီစိုက်မှန်ရီစွန့်တွေကိုရာပွေဖို့လှုပ်တုံနိုးထားစီရီနှိုးစားတစ်ခုဖိုက်ပါရယ်အရှုံးမပြီးပေကိုရွန်ထေကအိမ်မကိုစာပြီးကေရေတာလိုက်ပါ J.K. Rowling Methazara စကားတီကိုလေညဝေလိုက်ပါရယ်ရိုး Friday မှုအဆိုင်အမှန်ကိုပရာတာဆိုရယ်ကျွန်တော်တို့မှရှိရအရေရှွန်တီထားကျွန်တော်တို့ rich လိုက်တဲ့ rich မုံကရာပေါ်ဘရိကေအဆုံးဖက်ပြီးရလို့ဆိုပါရယ်ကျွန်တော်တို့ရဲ့ကဘာဂရီကိုပရောင်းလဲပိုက်ဖို့အတွက်ဇာမောအတဲမှမလိုပါလေလိုအဲဆိုစွမ်းအားဒီအားလုံးဆိုကျွန်တော်တို့ရဲ့ရွန်ထဲမှာရှင်းနေပြီးသားပါလို့ဆိုပါရယ်ရရှန်ကတော့ခါပုံမကောက်မွန်အနာဂတ်ကိုစိတ်ခုပုံဖော်နိုင်စွမ်းရာ Friday လို့ဆိုပါရယ်ဘွားကြီးအောက်ခရီဆုံးအစွမ်းလုံးဝကြဆုံးလာရအခရီနေဆိုကျွန်တော်တို့ဘွားကိုအပိုက်ကပရင်လေတေစာဖို့အတွက်
အခိုင်အမာဆုံးအုံးလိုက်ဖိုက်လာခါရီလို့ဆိုရယ်ဘဝမှာတစ်ခုခုကိုမကြားဆုံးပေးနဲ့ရွန်တန်ဖို့ဆိုလုံးဝမဖိုက်နိုင်ပါတကယ်လို့မောင်းစောဇာတခုလေးမကြားဆုံးအောင်အစားစားရာအစိုးရင်လွန်ပြီးရွန်တန်နေဖို့ဆိုကြရပိုင်အကောက်တရောနဲ့ရွန်တန်နေတာခရွန်တော့မောင်းဘဝဆိုအလိုလျောက်ကြားဆုံးလာစီဆိုနဲ့တတူတူလို့ဆိုထားပါတယ်ဟုတ်ပါတယ်ဒီစကားလုံးဒီကလူငယ်ရှိတီးမှရှိရယ်စွမ်းအောင်တီးကိုလှုပ်တုံဌာနိုးစီခါရယ်စကလုံးတီးဖိုက်ပါတယ်လွန်ကားတဲ့နိုင်ပေါင်း30ကျော်လောက်ကသမင်းရဲ့အတွက်နိုးမုံဖို့တောင်မတဲနိုင်လို့အစိုးရထောက်ပံ့ငွေရှိတခုနဲ့ရုံကန်ခါရယ်အိမ်ထောင်ကွဲအင်ခရီမေလူနေပါမင်းခွန်တရားသို့တော့အခုလာရှိ2020ခရောက်ခုနိုင်မှာတော့ကသူမကြီးပိုက်ဆိုင်မုံစောအမေရိကန်ဒေါ်လာတိုက်တာသမ9ဘီလီယံပိုက်ဆိုင်ရေကဘာပထမဆုံးနဲ့တဦးတည်းသောစာရေးစရာဘီလီယံနာဖိုင်လာခါပါရယ်အောင်ဖို့ကောက်စောကသူမစောဘီလီယံနာဖိုင်လို့ရှမ်းသာနေဆိုတာဒုက္ခရောက်တဲ့အရှိတီနဲ့မင်းခွန်တီအတွက်ဒေါ်လာတန်ပေါင်းများစွာကိုရာလှူဒန်းလေးရှိလို့လူသားချောင်းစာနာမှုအရှိဆုံးဘီလီယံနာစရောမှာပါတမိုက်တွန်နေစေပါရောင်ကောင်နဲ့ကျွန်တော်တို့လာရှိဆောင်းရိဒုက္ခတီးဆိုကျွန်တော်တို့ဘဝကြီးနေကုန်းရှုံမဟုတ်ပါဂျေကစ်ရိုလင်းပိုင်အရှုံးမပြီးတဲ့စိတ်တဲ့ရာရှိဖို့ဆိုကေကိုရောင်ထင်းမှာရှိတဲ့ကိုအနာကေအတွက်ထူဆိုင်ပုံပေါ်ရှောင်းတဲ့အိမ်မာတီကိုစာပရိယအကောင့်တွေဖော်ပါအားလုံးအခါကေတီကိုကြော်ဖဲနိုင်ခဲ့ပါစေဒေးဗစ်ဂျိုစေကစိတ်ခွင့်အောင် price ရာတခုခုရခကေ line and share လုပ်ပနာကျွန်တော်ကို support ပေးခါပါအားလုံးကိုကျေးဇူးတော်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံခဲ့ပါဖို့